ရှေ့တော့ကရုံမမေကြီးနဲ့ရုံတသားလေးရှိတဲ့ကွယ်တနေ့ကျတော့ရုံမမေကြီးကရုံတသားလေးကိုသားလေးမမေကြီးနဲ့အဝေးကြီးကိုသွားပြီးမစောရဘူးနော်လို့မှာတဲ့ကွယ်နောက်တစ်နေ့ကျတော့ရုံတသားလေးဟာသူ့တငယ်ချင်းလေးနဲ့တွေ့တော့တငယ်ချင်းလေးကဒီနေရာကြီးကပြင်းစရာကြီးကွာဟိုးတောနတ်ထဲကိုသွားပြီးစော့ကြရအောင်လို့ပြောတဲ့ကွယ်ရုံတသားလေးလည်းမမေကိုဂရီပေးထားတာကိုမေ့ပြီးတငယ်ချင်းတွေနဲ့လိုက်သွားပြီးပျော်ရွှင်စွာနဲ့တောနတ်ထဲမှာသွားပြီးတော့စော့ရတဲ့ကွယ်အဲ့လိုစော့ရင်းကနေမိုးချုပ်သွားပြီးအပြန်လန်းကိုသူတို့မမှတ်မိကြတော့ဘူးအဲ့ဒီမှာရုံငယ်လေးတွေကကြောက်လန့်ပြီးအိမ်ပြန်လန်းကိုတယောက်တစ်နေရာခွဲပြီးတော့ရှာကြတယ်တဲ့ကွယ်ပြီးတော့မိုးတွေကလည်းရွာချလာတဲ့အခါမှာရုံသက်သားလေးဟာမိုးကြီးတွေရွှဲပြီးတော့အလွန်ပဲကြောက်လန့်နေတော့တာပေါ့ကွယ်ရှင်ဝင်မေကြီးကလည်းအချိန်တန်လို့ပြန်မလာတဲ့သူ့ရဲ့သားငယ်လေးအတွက်အရန်စိတ်တွေပူပြီးတော့ငိုယိုနေတော့တာပေါ့ကွယ်မဖြစ်တော့ဘူးငါသားလေးကိုလိုက်ရှာမှဆိုပြီးတောနတ်ထဲကိုထွက်လာတော့တဲ့ကွယ်ရှင်ဝင်မေကြီးကတောထဲကိုလိုက်ရှာတဲ့အခါမှာအမောင်ထဲမှာမုတ်တုပ်လေးထိုင်ပြီးငိုနေတဲ့သူ့ရဲ့သားလေးကိုတွေ့ရှိသွားပါတော့တယ်။အိုးမမေသားလေးရဲ့မငိုပါနဲ့တိတ်ပါကွယ်လာလာမမေစီကိုဆိုပြီးတော့ရှင်ဝင်မေကြီးဟာရုံသက်သားလေးကိုထွေးပိုက်ထားလိုက်ပါတော့တယ်။ရုံသက်သားလေးကအယမ်းဝမ်းသာပြီးမမေကြီးကိုကျေးဇူးလဲတင်ပါတယ်ချစ်လဲချစ်ပါတယ်နောက်ကိုသားမမေစကားကိုနားထောင်ပါတော့မယ်လို့ပြောလိုက်ပါတော့တယ်သားမီးနှစ်ယောက်ပျော်ရွှင်စွာနဲ့အိမ်ပြန်သွားကြပါတော့တယ်တတမမီလေးတို့လည်းဒီပုံမြင်လေးကိုသင်ခန်းစာယူပြီးဖေဖေမေမေရဲ့စကားကိုနားထောင်ရမယ်နော်